Hello ဒီတခါတော့ကျွန်မ office wear တွေပြပေးမယ်ရှင်သူကလေ style pen နဲ့ဝတ်မလား skirt နဲ့ဝတ်မလားအရန်အဆင်ပြေတဲ့ချီပွန်သားအသားကောင်းကောင်းလေးပါနော်လေဘေးမှာဆိုလို့ရှိရင်လေပလဲကျဲသီးလေးပါတယ်လက်နှစ်ဖက်မှာဆိုလဲရွှေရောင်ကျဲသီးလေးတွေပါတယ်နော်သူကလေရင်ဘတ်မှာဟိုဘေးအနာတွန့်လေးတွေနဲ့ on saw ဘေးတွန့်လို့ခေါ်တယ်ပေါ့နော်အသားကလေချီပွန်သားချောချောအီလေးနဲ့အရန်ဝတ်လို့ကောင်းပါတယ်မပူဘူးနော်ရင်40နှစ်ထိဝတ်လို့ရတယ်ပေါင်ချိန်120 140လောက်ထိဝတ်လို့ရတယ်ရှင်စကတ်နဲ့တွဲဝတ်မလားနောက်ပြီးတော့ bound beat style pen လေးနဲ့ဝတ်မလားအရန်အဆင်ပြေတယ်နော်သူ့ကိုဝတ်လိုက်တာနဲ့လေ smart ကျသွားတယ်နော်အခုကာလာတော့3ရောင်ရှိတယ်ရှင်ငှက်ခါရောင်လေးရဲ့အဝါလေးရဲ့ cream color လေးရဲ့ပေါ့နော်သူကမိန်တစိတ်ပါထိုင်ဝမ်နေသွင်းတဲ့ချုပ်ရိုးချုပ်သားကောင်းတဲ့အသားကောင်းတဲ့ပစ္စည်းလေးပါရှင်ဝတ်လိုက်လို့ရှိရင်အရန် smart ကျစေတယ်နော်မာယူလိုပါက Viber phone 4နှစ်150 80မှာမာယူလို့ရပါတယ်ရှင်ဈေးနှုန်းလေးကတော့2,900ဖြစ်ပါတယ်ရန်တန်တဲ့အတွက်ကြောင့်မလို့အမြန်လာဝယ်ထားကြနော်ကျေးဇူး